决定纪念快乐吗？你也能够。 လာပါ 好，明了。 ဒီမလေးရဲ့နာမည်လေးကိုနည်းနည်းမိတ်ဆက်ပြီးပါ 熊也第五吧？ ရုံးရည်တည်ဦးပါဒီမလေးကိုကိုကြီးကအခုမိကုန်းတစ်ခုမေးမယ်ဖြေနိုင်တယ်ဆိုလို့ရှိရင်9000ရမယ်မဖြေနိုင်1000ရမယ်နော်ဒီမလေးအခုမမေးခင်မှာညီမလေးကိုအခုမေးမယ်ဘယ်နေပယ်မှာအားတာလဲရုပ်ရှင်ကြည့်ရအားတာလား TikTok မှာအားတာလားဒါမှမဟုတ်ဆိုရင် fashion နဲ့ပတ်သက်ပြီးတော့အားတာလား တော်တော်များပါပဲအဲ့ဒါကြီးကုန်အားတာပါ အားရကိုအားတာโอเคဟုတ်ပြီအဲ့ဒါဆိုရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းမေးမယ်ညီမရုပ်ရှင်လောကမှာအရန်နာမည်ကြီးရဲ့မင်းသမီးအိန္ဒြာကျော်စင်အကယ်ဒမီဘယ်နှခုလဲ အဲဒီသုံးစုတယ် 3စုတေချာလို့လားစဉ်းစားပါဦးတေချာလား သုံးစု တေချာလားခဏလေးအကိုနောက်ထပ်ညီမကို10စက္ကန့်အချိန်ပေးမယ်ညီမလေးစဉ်းစားလိုက်တေချာ ရမထဲရတာရယ်ပြီးတော့အဲ့ရှိရတော့မမီလိုက်ဘူးလေလေးပဲရှိသေးရဆိုတော့ အဲ့ရှိကဩခလေး သူကအကြီးဖြစ်နေပြီလေအသက်က အသက်က3စုဆိုတာတေချာပြီဆိုလို့ရှိရင်စုပေးဖို့အတွက်စဉ်းစားမယ်မတေချာဘူးဆိုလည်းဆက်စဉ်းစားလိုက်အောင်ရတယ်အချိန်နဲ့ပေးဦးမယ် သုံးစုကတော့နည်းနည်းများဝိုက်လားမသိဘူးအရွာကျစဉ်纪念快乐吗？你也能够。ဟာအဲ့လေးစုထားလိုက်မယ်လေ လေးစုထားလိုက်ပါမလေးတေချာစဉ်းစားလိုက်တေချာစဉ်းစားလိုက်3စုလား4စုလားအဖြေတစ်ခုကိုတေချာတေချာတွေးပြီးတော့မှဖြေလိုက် လေးစု 4စုမှန်လား တင်တာပဲ 3စုပါ ဟာအဲ့တော့ငါတော့မေးလိုက်တော့ မဟုတ်လေအကိုညီမလေးတို့တခါလေးစဉ်းစားခိုင်းလေလေတေချာ3စုလား4စုလားလို့တေချာလား3စုနော်အဲ့တော့1000ရမယ် မဲနေလေ 1000ရမယ်နော်ညီမလေးတို့တေချာဟိုသာဖြစ်ခိုင်းလိုက်နော်ဟုတ်ကဲ့ကျေးဇူးပါ Okay, ready.